ကိုဘွားမှာကျင့်တတ်เสียရရှိရလားဘာတွေဟာကျင့်တတ်เสียရလဲလို့ဘုရားမြတ်စွာဟောကြားဆုံးမတော်မူခဲ့တဲ့ဂီတုတ်တံကိုလေ့လာသုံးသပ်ကြည့်ပြီးတော့လူပေါင်းလူဘဝမှာနေကြတဲ့ဥပဒကဥပတိကာမလို့ခေါ်ကြတယ်ဘုရားဘာသာဝင်သူတော်စင်တွေအနေနဲ့အ ਨੇ ဆုံးကျင့်တတ်เสียအရေးချင်းတွေကိုမှရှိရလားဆိုတာစဉ်းကျင်စဉ်းစားဖို့ပေါ့နော်မြတ်စွာဘုရားကဟောကြားထောက်ပြထားတဲ့အချက်တွေဒုသနာမှာရှိရင်ဒုဘဝမှာကျင့်တတ်เสียပဲဆိုတာကိုယ့်ကိုယ်ဆုံးဖြတ်လို့ရအကယ်၍မှဒီအချက်တွေမပြည့်စုံသေးဘူးဆိုရင်ကျင့်တတ်เสียမကောင်းသေးဘူးလို့ပြောဘဝမှာဘဝဆိုတာဟာကျင့်တတ်เสียတွေများစွာရှိတော့လေမကျင့်တတ်เสียတွေကလည်းများစွာရှိတယ်ပေါ့ဓမ္မရှုထောင့်ကကြည့်တဲ့အခါဘဝမှာမကျင့်တတ်เสียတွေကိုရှာဖွေတွေ့ထားဖို့လိုတယ်ကျင့်တတ်เสียတွေကိုလည်းရှာဖွေတွေ့ဖို့လိုအပ်တယ်ပေါ့အဲ့တော့မိမိတို့အနေနဲ့မကျင့်တတ်เสียကောင်းတဲ့ဘဝမှာလူဖြစ်လာကြပြီးကျင့်တတ်เสียကောင်းတဲ့အချက်လက်တွေတို့မှာဘာတွေလိုအပ်တယ်လဲဆိုတာအလေးနဲ့စဉ်းကျင်စဉ်းစားပြီးတော့ကိုယ့်ဘဝပြုပြင်ကြရမှာမြတ်ဗုဒ္ဓရဲ့အဆုံးအမကတော့ mind center တည်ခြင်းလို့ခေါ်တဲ့အတိုင်းစိတ်ကိုဗဟိုပြုပြီးတော့ဆုံးမအဲ့တော့မြန်မာနိုင်ငံမှာတော့မြတ်စွာဘုရားရဲ့အဆုံးအမတွေအလွယ်တကူနာယူပြီးတော့နေခွင့်ရတော့အလွယ်တကူကြားနာခွင့်ရတဲ့အခါမှာတခါတရံမှာလူတွေမှာအမှတ်တမဲ့ပေါ်များတယ်လို့ထင်ပြီးတော့အလေးနဲ့ထားလိမ့်မရှိကြတာမျိုးကလည်းကြုံတတ်တယ်ပေါ့အဲ့ဒါမျိုးမဖြစ်အောင်တတိထားဖို့တော့လိုအပ်တာပေါ့နေ့တင်ကားတွေမဲ့ဘုန်းကြီးတို့စီမှာဒီပြင်သစ်နိုင်ငံက tourist တို့ရောက်လာတယ်ဘုရားဘာသာနဲ့ပတ်သက်ပြီးသိကျင်တယ်သူတို့သိထားတဲ့အသည့်တွေဟာမြတ်စွာဘုရားရဲ့အဆုံးအမထေရဝါဒအစဉ်အလာနဲ့မကိုက်ညီတဲ့အသည့်တွေသူတို့မှရှိတယ်အဲ့ဒါတွေကိုရှင်းလင်းပြီးတော့ပြောပြလိုက်ရအဲ့တော့လူတိုင်းဟာမြတ်စွာဘုရားရဲ့အဆုံးအမကိုရနိုင်ကြတာမဟုတ်ဘူးမြန်မာနိုင်ငံလူတွေကကံကောင်းလို့ရနေတာကိုရနေသည့်အတွက်ကြောင့်အချို့သောပုဂ္ဂိုလ်တွေကဒါတွေကတော့ရလွယ်တယ်လို့စိတ်ထဲမှာထင်ပြီးအလေးနဲ့မထားဘဲနဲ့နေလို့ရှိရင်အချိန်သာကုန်သွားပြီးတော့ကိုယ်မှအကျိုးဖြစ်ထွန်းမှုအားနည်းသွားမှာဖြစ်တယ်ဒါကိုတော့အလေးနဲ့ထားစဉ်းစားထားတဲ့တယ်ပေါ့တခါတရံကြတော့လူတွေဟာတန်ဖိုးတစ်ခုကိုလွန်မှပဲသိချတယ်ဥပမာမဲ့လူတယောက်ရဲ့တန်ဖိုးဆိုတာလေအဲ့ဒီလူမရှိတော့ဘူးဆိုမှသိတယ်အဲ့သိပြီဆိုတဲ့အချိန်ကျတော့နောက်ကျပြီဘာမှလုပ်လို့မရဘူးအချိန်ရဲ့တန်ဖိုးဆိုတာလေအချိန်ကုန်သွားမှသိကြတယ်အချိန်ကုန်တော့ဘာလုပ်လို့ရအောင်မလဲဘာမှလုပ်လို့မရတော့ဘူးအဲ့ဒါမျိုးလို့ပဲမြတ်ဗုဒ္ဓရဲ့အဆုံးအမတွေအလွယ်တကူသိခွင့်ရပါရဲ့တန်းနဲ့မြတ်စွာဘုရားရဲ့အဆုံးအမတွေအလေးနဲ့ထားပြီးတော့နာယူရမှန်းမှတ်သားရမှန်းလေးလာရမှန်းသိဖို့ရမှန်းမသိဘူးသိတောင်မှပဲအခြားကိစ္စတွေနဲ့လူတွေဟာအချိန်ကုန်ပြီးတော့ကိုယ့်ဘဝမှာတန်ဖိုးဆိုတာဘာလဲဆိုတာစဉ်းကျင်စဉ်းစားမှုမပြုခဲ့လို့အချိန်ကုန်သွားပြီဆိုတော့မှတို့ဟာဆုံးရှုံးသွားပြီဆိုတာမျိုးအဲ့ဒီကြမှာတော့ဘာတတ်နိုင်လဲဘာမတတ်နိုင်နော်ဘာမတတ်နိုင်ဒေဝတုတ္တသုတ်တံမှာလို့တတိထားเสียပေါ့ဒေဝတုတ္တသုတ်တံမှာဒီဝေမာတိကကျိတ္တာမျိုးလို့ခေါ်ရတဲ့စတုမာရိနမျိုးလို့လည်းဆိုနိုင်တယ်ပေါ့ယမမင်းကြီးဆိုတာရှိတယ်အဲ့ဒီယမမင်းကြီးကတကယ်သူတော်ကောင်းကြီးငရဲကိုဆွဲချဖို့သူလာနေတာမဟုတ်ဘူးတမင်းကိုဗော်လန်တီယာကဲတင်မှုရသူကငရဲတကားကနေစောင့်နေတဲ့တကယ်သူတော်ကောင်းကြီးယမမင်းဆိုတာကြောက်เสียမဟုတ်ဘူးဘုရားဘာသာမြတ်စွာဘုရားရဲ့အဆုံးအမတရားတော်တွေထဲမှာယမမင်းကြီးရဲ့ဆန္ဒဆိုပြီးတော့ဟောထားတာရှိတယ်အဲ့မှာယမမင်းကြီးကငရဲကြလာတဲ့ပုဂ္ဂိုလ်တွေ
ကုသိုလ်အလွန်ကျင့်ရင်တော့တခါတည်းငရဲတန်းကျသွားတဲ့ပုဂ္ဂိုလ်ရှိတယ်အေးမတော်တဆမှားယွင်းမှုလို့အကုသိုလ်ဖြစ်လာတဲ့ပုဂ္ဂိုလ်တွေကြတော့ငရဲရောက်လာတဲ့ပုဂ္ဂိုလ်တွေကြတော့ရှင်မမင်းကြီးကသူ့ရဲ့ကုသိုလ်ကောင်းမှုတွေကိုဖော်ပေးပြီးငရဲကလွတ်အောင်သူကလွတ်တာမဟုတ်ဘူးကိုလုပ်ခဲ့တဲ့ကုသိုလ်ကလွတ်တာနော်အဲ့ဒီကုသိုလ်ကောင်းမှုကိုပြန်လီတတိဖော်ပေးတဲ့အလုပ်ကိုသူလုပ်တော့ပြန်လီတတိဖော်ပေးလို့အဲ့ဒီအချိန်မှာကုသိုလ်ဆိုတာဘလောက်အားကိုးစရာကောင်းလဲအဲ့ဒီအချိန်မှာအမေလည်းအားကိုးစရာမရှိဘူးအဖေလည်းအားကိုးစရာမရှိဘူးနော်ဖေလည်းအားကိုးစရာမရှိဘူးဆွေမျိုးညာတိတွေဆိုတာလည်းအားကိုးစရာမရှိဘူးငွေကြီးယူဆောင်လာပြီးတော့ယမမင်းကြီးကိုလက်ဆောင်ထိုးပြီးတော့လွတ်ဖို့ဆိုတာလည်းမရှိဘူးဘယ်လိုမှလုံးလို့မရတဲ့အချိန်အားကိုးရမှာတော့ကိုလုံးခဲ့တဲ့ကုသိုလ်တရားပဲဖြစ်တယ်ပေါ့အဲ့ဒီမှာယမမင်းကြီးကမေးခွန်းနဲ့မေးလို့ရှိတယ်ဘာမေးတော့ဆိုဒါတတိထားဖို့ပြောပြတာနော်ယမမင်းကြီးကတတိထားဖို့သူမေးတဲ့မေးခွန်းကဘာတော့ဆိုရင်မင်းလူဘဝနေတော့ငါတဲ့တိတတ်တဲ့အရွယ်ရောက်တဲ့အခါမှာဒေဝဒုတဆိုတဲ့နတ်တမန်တွေလူလောကမှာရှိနေတာမင်းမသိခဲ့ဘူးလားလို့ဆိုသိခဲ့ဘူးတဲ့နော်အဲ့ဒီကြတော့ရှင်မမင်းကြီးကဖော်ပေးတယ်မင်းအဖိုးဖွားဟိုတွေမတွေ့ခဲ့ဘူးလားလို့ဆိုတွေ့ခဲ့တာပဲတဲ့အဖိုးဖွားဟိုတွေတွေ့အဲ့ဒီအဖိုးဖွားဟိုတွေတွေ့တဲ့အခါမှာအော်ငါလဲအိုရအောင်မှပဲဆိုတဲ့မအိုခင်တော့ငါကောင်းတာလုပ်မှပဲဆိုတဲ့စိတ်ထဲမှာအတွေးလေးမပေါ်ခဲ့ဘူးလားမပေါ်ခဲ့ဘူးတဲ့မေ့လာအေးမင်းအချိန်လေးလွန်လာခဲ့ပြီအဲ့ဒီတော့ကမင်းငါလဲအိုရအောင်မှဆိုပြီးကောင်းတာတွေလုပ်ခဲ့မယ်ဆိုရင်မင်းဒီမရောက်နိုင်ဘူးတဲ့အဲ့တော့မင်းမှာဘာကုသိုလ်မှမရဘူးဆိုတော့ဒါမင်းအဖေလှုပ်တာလည်းမဟုတ်ဘူးအမေလှုပ်တာလည်းမဟုတ်ဘူးမင်းဆွေတွေမျိုးတွေကလှုပ်တာလည်းမဟုတ်မင်းကိုယ်တိုင်လှုပ်ခဲ့တာမင်းကံရှိသမျှတော့ခံရတော့မှာပဲလို့ဒီလိုနတ်တမန်တွေကိုသူအိုသူနာသူသေးဆိုတာတွေနဲ့မေးပြီးတော့ကုသိုလ်ကောင်းမှုလုပ်ဖို့တတိယသလားမရဘူးလားဆိုတာမေးမြန်းစစ်တာသူကအဲ့ဒါဖော်ပေးတာလောကလူတွေမှာကိုယ်မှာအမှတ်ရစရာတွေအချက်တွေရှိပါလေရဲ့လားနဲ့အမှတ်တမဲ့အချိန်ကုန်လွန်သွားတဲ့ပုဂ္ဂိုလ်တွေအများကြီးပဲဒီကနေ့ခေတ်မှာလည်းစဉ်းစားကြည့်လို့အလွယ်တကူရတာမြတ်စွာဘုရားရဲ့အဆုံးအမတရားတော်တွေဟောပြောနေတဲ့ပုဂ္ဂိုလ်တွေလည်းရှိတယ်မိမိတို့ကိုယ်တိုင်လည်းပဲလေ့လာမယ်ဆိုရင်ဖြစ်နိုင်တဲ့စာအုပ်စာတမ်းတွေရှိတယ်မိမိတို့ကိုးကွယ်တဲ့ဆရာတော်သမတော်တွေလည်းရှိတယ်မေးမြန်းပြီးတော့ဘယ်လိုလုပ်ရမလဲတရားကိုဘယ်လိုကျင့်ရသလဲဆိုတာတွေမေးမြန်းစီဘူးလေ့လာလို့ရှိရင်ရနိုင်ခဲ့တဲ့နဲ့ဒီအခွင့်အရေးကြီးကိုစီးပွားရေးအကြောင်းပြဟိုဟာဒီဟာအကြောင်းပြပြီးတော့ဘဝတစ်ခုကုန်လွန်သွားမယ်ဆိုရင်စဉ်းစားတာချီတော့နော်အလေးနဲ့မထားတဲ့ပုဂ္ဂိုလ်တွေအများကြီးရှိတယ်နော်တဘဝလေးကိုတခဏလေးကိုထာဝရထင်ပြီးတော့အလေးနဲ့မထားကြဘူးနောက်ဆုံးမှတရားပွဲလာတဲ့ပုဂ္ဂိုလ်တောင်မှပဲတရားပွဲလာပြီးစကားထိုင်ပြောနေတဲ့ပုဂ္ဂိုလ်တွေရှိသေးတယ်လေတရားပွဲတော့လာတယ်တရားတော့မနာဘူးစကားထိုင်ပြောနေအဲ့လိုပုဂ္ဂိုလ်တွေစဉ်းစားကြည့်အချိန်လွန်သွားလို့တရားပွဲပြီးတယ်လေသူတို့ဘာရလိုက်ဘာမှမရလိုက်ဘူးအဲ့ဒါကိုကို့မှာတန်ဖိုးမဲ့မှန်မသိဘူးဆိုလို့ရှိရင်တော့ခုနယမမင်းကြီးစစ်တဲ့အချိန်ကြတော့မှမလုပ်ခဲ့ရပါဘူးလို့ပြောရမယ့်အနေအထားမျိုးဖြစ်သွားတယ်တတိကြီးစွာထားတဲ့နဲ့ပေါ့တန်ဖိုးရှိတဲ့အချိန်တွေမှာတန်ဖိုးရှိအသုံးချတတ်ဖို့အမတန်မှအရေးကြီးတယ်အေးခုလို့ဓမ္မသဘင်ရှင်ကျင့်ပပြီးမြတ်စွာဘုရားရဲ့အဆုံးအမတွေကြားကြရနာကြရတယ်ဆိုတာနိုင်ငံခြားတိုင်းတစ်ပါးမှာနေတဲ့ပုဂ္ဂိုလ်တွေအတွက်မဟာအခွင့်အရေးကြီးကြားတော့မကြားဘူးနော်မကြားဘူးအဲ့မှာဒီလေကအဲ့ဒီပြင်သစ် tourist နှစ်ယောက်ကိုသိကျင်တယ်သူတို့သိကျင်တယ်သူတို့သိနေတဲ့ဘုရားဘာသာကိုသူတို့ယုံကြည်တယ်ဒါပေမဲ့သူတို့သိနေတဲ့အသည့်တွေကလွဲမှားနေတော့လွဲမှားနေတာကိုတော်ဖြောက်အောင်ပြောရတယ်ပေါ့တော်ဖြောက်အောင်ပြောရတဲ့အခါအနည်းငယ်လေးတော့အတန်ငယ်လေးတော့ရိပ်မိသွားတဲ့သဘောတော့ရှိတယ်ပေါ့ဒါပေမဲ့လို့သေသေးချာချာနားလည်ဖို့ဆိုတာသူတို့ကိုယ်တိုင်လေ့လာကြရအောင်မှဖြစ်တယ်ပေါ့အဲ့ဒါလို့ဘုရားဘာသာ